ဝမ်ဘိုက်ပူရာကိုဖြစ်စေတဲ့သတိမထားမိတဲ့အလေးကျင့်စိုး၃ခုသင်ဟာလေးကျင့်ငန်းနေလေလို့တယ်အစားတော့လဲလျှော့ပါရင်နဲ့ဘာလို့ဘိုက်ကချက်မသွားပဲဖောင်းနေရတာလဲတကယ်တော့ဝမ်ဘိုက်ပူရာဟာအစီကြောင့်နေမဟုတ်ပဲသင်နေတိုင်းလုပ်နေတဲ့အမားလေးတွေကြောင့်လေပွားနေတာလည်းဖြစ်နိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဝမ်ဘိုက်ချက်ချင်သူတိုင်းသိထားတဲ့ဘိုက်ပူစေတဲ့အဓိကတရားခံ၃ခုအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအချက်ကတော့အစားအစာနေရေကိုခဏခဏတောက်တာဒါမှမဟုတ်အစားအစာပြီးချင်းရေကိုအများကြီးတောက်လိုက်တာပါပဲဒီလိုလုပ်ခြင်းကအစာချေဖြတ်ဖို့အတွက်ထွက်လာတဲ့အစာချေရေတွေကိုပျော့သွားစေပြီးအစာချေစနစ်ကိုနှေးကွေးသွားစေတတ်ပါတယ်ရလကတော့အစာမကြေပဲဘိုက်ထဲမှာလေတွေပွားပြီးတော့ဘိုက်ဖောင်းလာတာပါပဲအကောင်းဆုံးကတော့အစာမစားခင်မိနစ်30ဒါမှမဟုတ်စားပြီးမိနစ်30ကြာမှရေတောက်တာကဝမ်ဘိုက်အတွက်အကောင်းဆုံးပါပဲဒုတိယအချက်ကတော့အလင်းစလုံးနဲ့အစာကိုအမြန်စားတာပါတင်အစာကိုမြင်မြန်စားတဲ့အခါအစာအစာတွေနဲ့အတူလေကိုပါအများကြီးမျိုးချရုံနဲ့မကပဲအစာရင်ကအစာချေဖို့ပိုပင်ပန်းသွားစေတတ်ပါတယ်ဒါအပြင်ဘိုက်ဝါပြီဆိုတဲ့အချက်ကိုအုံနောက်စီပို့ဖို့မိနစ်20လောက်ကြာမြင့်တတ်တာကြောင့်မြန်မြန်စားသူတွေဟာလိုအပ်တာထက်ပိုစားမိသွားတတ်ကြပြီးဝမ်ဘိုက်မှာအစီတွေစုလာစေပါတယ်နောက်ဆုံးချက်ကတော့လူတိုင်းနှီးပါလုံးမိနေတဲ့အမှားပါညသာစားပြီးတာနဲ့ဆိုဖာပေါ်မှာလှဲပြီးဖုံးကြည့်တာဒါမှမဟုတ်တန်းအိတ်တာမျိုးပါဒီလိုလုပ်တာကအစာချေစနစ်ကကောင်းကောင်းအလုံးမလုံးနိုင်တော့ပဲအစာချေရည်တွေအပေါ်ပြန်တက်လာတာနဲ့ဝမ်ဘိုက်အတွင်းအစီစုတာကိုဖြစ်စေနိုင်ပါတယ်အနည်းဆုံးညသာစားပြီးရင်15မိနစ်လောက်လမ်းလျှောက်ပေးတာကတင်းရဲ့ဝမ်ဘိုက်အတွက်အများကြီးအကူအညီပေးပါတယ်ကဲဒီအချက်၃ချက်ထဲမှာတင်ရောဘယ်နှချက်လောက်လုံးမိနေပါသလဲဝမ်ဘိုက်ချက်တာရဲဖို့ဆိုအပြင်းအထန်လေးကျင့်ငန်းတွေလုပ်တာထက်ဒီလိုလေးကျင့်လေးတွေကိုအရင်ပြင်ဖို့လိုအပ်ပါတယ်